Trump ပြောတာတော့ Hamas ဆိုတာလည်းအရန်သေးတဲ့အစိတ်ပိုင်းဖြစ်ပြီးတော့သူပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်သူတို့တစ်ခါမှမကြုံဘူးတဲ့အရန်ကြီးရဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်ရမယ်ဆိုပြီးတော့ပြောသွားတယ်လက်ရှိချိန်မှာကြည့်ရင်လည်း Hamas ဘက်ကကောက်ကောက်မုံပဲနေပါတယ်ဆိုပြီးတော့လည်းပြောသွားတယ်ဗျာဂါဇာမှာနိုင်ငံတကာတည်ငြိမ်ရေးတပ်တွေထားတော့မယ်ဆိုပြီးတော့ Trump ပြောနေပြီဗျာဒါဟာအရန်ကိုကောင်းတဲ့သတင်းပဲ ISF လို့ခေါ်တဲ့ International Stabilization Force လို့ခေါ်တဲ့အဖွဲ့တွေကိုထားတော့မယ်ဆိုပြီးတော့ပြောလာတာဗျာအခုလိုနိုင်ငံတကာတည်ငြိမ်ရေးတပ်တွေထားမယ်ဆိုတာအစကတည်းက Trump ပြောတဲ့အထက်မှာပါပြီးသားဗျာဒုတိယအဆင့်လို့ပြောလို့ရပါတော့ဒါပေမဲ့ပထမအဆင့်ဖြစ်တဲ့အပြစ်ခတ်ရက်စဲတောင်မှအခုချိန်မှာနည်းနည်းကြားနေရလေးတော့ရှိရဗျာ Trump ပြောတာတော့ငြိမ်သွားပြီလို့တော့ပြောတယ်ဒါပေမဲ့နောက်ကွယ်မှာကြားနေရလေးတော့တက်ရှိတာပေါ့အခုဒီလိုမျိုးကုလသမဂ္ဂနေပြီးတော့နိုင်ငံတကာတည်ငြိမ်ရေးတပ်တွေလာထားမယ်ဆိုတော့အရန်ကောင်းတယ်ဗျာဒါဆိုရင်တော့ကြားတော့မှမဟုတ်တော့ဘူးလို့ထင်တယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကိုချနိုင်ဖို့ဆိုရင်အနည်းဆုံးထောက်ခံမဲ့ကိုမဲရဖို့လိုပဲဗျာဗီဒီယိုအာဏာမသုံးဖို့လည်းလိုတယ်ဗျာဗီဒီယိုအာဏာသုံးနိုင်တဲ့နိုင်ငံတွေကအမေရိကန်ရယ်ရုရှားရယ်တရုတ်ရယ်ဗြိတိန်ရယ်ပြင်သစ်ရယ်အဲ့ဒီနိုင်ငံတွေကဗီဒီယိုအာဏာသုံးလိုက်ပြီဆိုရင်လည်းလုံးလို့မရတော့ဘူးဘာပဲပြောနိုင်ငံတကာကနေအဲ့လိုဝင်ပြီးလုပ်ပေးရင်တော့အရန်ကောင်းတာပေါ့နော်ငြိမ်းချမ်းရေးကတကယ်ရတော့ပေါ့ဒါပေမဲ့လက်ရှိအခြေအနေမှာတော့ဂါဇာမှာတော့နည်းနည်းလေးဖြစ်နေရလေးတော့ရှိတယ် Trump ဗီဒီယိုမှာထုတ်ပြောတာကျတော့ဂါဇာမှာအရန်အဆင်ပြေပြီးတော့ပြဿနာတွေတိတ်မကြားရသေးဘူးဆိုပြီးတော့ပြောတယ်ဗျာပြီးတော့ဂါဇာမှာစေနာဝန်ထမ်းလုပ်တဲ့နိုင်ငံတွေလည်းရှိတယ်တဲ့